အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအိမ်တောင်တက်တိုးပါတယ်သမီးတို့သားတို့အလုံးသိတယ်နော်ကျောင်းသားဘဝမှာဘယ်မိမနဲ့မှမကြိုက်ခဲ့ဘူးတတိယသွားလို့ဗိုလ်ချုပ်အောင်ဆန်းသူကျောင်းမှာအလဲတန်းကျောင်းအောင်တာဘယ်မှာအောင်တာတော့နတ်မောင်မှာအောင်နေ9တန်းဟိုတုန်းကပညာရေးက9တန်းဒီအလဲတန်းပဲ9တန်းအောင်ပြီးရင်ဆရာကြီးတို့သိပါတယ်ကျောင်းဆရာလုပ်လို့ရတယ်ဆရာကြီးနော်9တန်းအောင်ပြီးတဲ့လူကကျောင်းဆရာလုပ်လို့ရတယ်ဟိုတုန်းကမူလတန်းကလုပ်လို့ရတယ်ဗိုလ်ချုပ်ဆန်း9တန်းအောင်တော့နတ်မောင်အောင်တော့ကျောင်းဆက်တက်ဆရာမရှိဘူးအဲ့ဒီအချိန်အထိသူကြီးသားမရှိဘူးကျွန်တော်ဆိုရင်10တန်းမှာဟိုလိုဒီလိုဒီဖြစ်နေတာကြားပြီမောင်သားချိုးဆိုရင်နော်ဟိုလိုဒီလိုဖြစ်တာပြောတာ9တန်းအောင်ပြီးတဲ့အခါကျတော့ဗိုလ်ချုပ်ဆန်းပဲသွားတက်လေကျောင်းနတ်မောင်မှာကျောင်းတက်ဆရာမရှိသူ့ညို့လေးကဆင်းရဲရှာတယ်အခုလဲနတ်မောင်ကတိတ်မဖွင့်ရိုးသေးဘူးနော်ခက်ဆက်ဆက်နတ်မောင်ကိုပိတ်ပင်ထားတယ်ထင်ပါရဲ့တဲခိုကန်နေခုမရှိသေးဘူးတဲခိုကန်ဗိုလ်ချုပ်ဆန်းတို့လမ်းမကြီးကနေပြီးတော့သူ့လမ်းကြားလေးလေးဝင်သွားမယ်ဆိုရင်ဗိုလ်ချုပ်ဆန်းတို့အိမ်လေးရှိတယ်နှစ်ချမ်းဆက်ကလေးပေါ့ပတ်ဝန်းကျင်ကအိမ်လေးတွေကြီးလိုက်ညင်းလဲလေးတွေနဲ့ညင်းချီလေးတွေနဲ့အကျော်တဲလေးတွေနဲ့အခုထိတ်တိုင်အောင်လဲနတ်မောင်ကတိတ်ပြီးတော့ပုံမှန်ပြိုမရှိပါဘူးသူ့လမ်းကြားလေးကထွက်လာတော့မှတောင်ရင်းကြီးနဲ့သွားတဲ့လမ်းမပေါ်ရောက်တော့မှသူတက်ခဲ့တဲ့ဘုန်းကြီးကျောင်းဆရာတော်ဥသောဘိတရဲ့ဒီပင်ကရာကျောင်းတိုက်ကျွန်တော်တို့ကိုးကွယ်တဲ့ဂေါရမမြတ်စွာဘုရားဗျာဒိတ်ခံတဲ့ဘုရားနာမည်ပဲကျွန်တော်တို့ကိုးကွယ်တဲ့ဂေါရမမြတ်စွာဘုရားပထမဦးဆုံးဗျာဒိတ်ခံတာဘုသူ့ဒီမှာလေဒီပင်ကရာဘုရားလေ तू ကသူ့မိသားရှိရင်သိလေဟုတ်တယ်မလားဘုရားကြွမဲ့လမ်းမှာကိုခင်းပြလိုက်တာလေဘုရားကမနှင်းမင်းနဲ့ဘုရားလောင်းမှန်းသိလို့နောက်အနာဂတ်မှာဂေါရမအဖြစ်နဲ့ပွင့်မယ်မှန်းသိလို့ဗျာဒိတ်ပေးခဲ့တဲ့လူပဲသူ့မိသားရှိရင်သိအဲ့ဒီဘုရားနာမည်တတ်ထားတဲ့ဘုန်းကြီးကျောင်းဒီပင်ကရာကျောင်းတိုက်နတ်မောင်မှာဗိုလ်ချုပ်ဆန်းတို့လမ်းကြားထွက်လာရင်လမ်းမကြီးပေါ်မှာရှိတဲ့2အိမ်ကျော်လောက်မှာဒီပင်ကရာကျောင်းတိုက်ဆရာတော်ဥသောဘိတသမီးတို့သားတို့လိုမုံရွာတက်ကတူတွေပါဒီမတက်ရပါဘူးဗိုလ်ချုပ်ဆန်းငယ်ငယ်တုန်းကအဲ့ဒီဘုန်းကြီးကျောင်းလေးကတက်ခဲ့ရတာ9တန်းအောင်ခဲ့တာ10တန်းတက်ဖို့ကြတော့နတ်မောင်မှာကျောင်းမရှိပါဘူးဘယ်သွားမလဲရေနံကျောင်းမြို့ပေါ်သူနဲ့အတူတူတနေ့တည်းအသက်ခံရမယ်တအိမ်ထဲမှာ2ယောက်သေးတဲ့အိမ်ပဲအောင်ဆန်းကအငယ်ဆုံးအကြီးဆုံးကဥပဝင်းကျောင်းဆရာကြီးအကိုကြီးညီလေးကျောင်းလာတက်လို့ပြောတဲ့အတွက်ရေနံကျောင်းမှာထွက်တက်ရတယ်ရေနံကျောင်းမှာ3နှစ်တက်သွားတယ်ဆရာမဂျူးတို့ရဲ့မြို့ပေါ့ကိုနေဝင်းမြင့်တို့ရဲ့မြို့ပေါ့3နှစ်တက်ရတယ်10တန်း9တန်း10တန်းအဲ့ဒီ3နှစ်သလုံးမှာလေဗိုလ်ချုပ်ဆန်းဘယ်မိမနဲ့မှမကြိုက်ဘူးသူဆက်တဲ့လူပြောပဲနော်ကာလာသားဖြစ်ပြီလေမိန်းကလေးတွေ9တန်း10တန်းအပြိုဖြစ်ပြီယောက်ျားလေးတွေလက်ပြိုဖြစ်ပြီဘယ်လိုလုပ်သိတယ်လဲအမွေးလေးတွေပေါက်လာတယ်နှကန်းမွေးလေးတွေဂျိုင်းမွေးလေးတွေမောင်သားချိုးအဖေပစိုးကြီးကိုရေးဆွပြီးတော့မှနှကန်းမွေးပေါက်မှကြောက်လို့တက်ခဲ့ရတယ်မောင်သားချိုး9တန်း10တန်းမှာညီမင်းညိုမေးကြည့်တယ်နင်ရောလို့ဘယ်ချင်းလက်ပြိုဖြစ်လဲလို့ကျွန်တော်10တန်းနေအမွေးလေးတွေပေါက်တာတဲ့သူကလက်ပြိုဖြစ်ချိန်စောပုံရတယ်ဗိုလ်ချုပ်အောင်ဆန်းဒေါ်စုအဖေသခင်အောင်ဆန်းရေနံကျောင်းမှာတက်နေတဲ့ကာလမှာလဲ890မှာလဲဘယ်ပြီးမှနဲ့မှမကြိုက်ဘူးကျွန်တော်အံ့အားသင့်တာပါလူဆိုတာ9တန်း10တန်းဆိုရင်တော့ကာလာသဘောက်ကလေးတွေအပြူပေါက်ကလေးတွေနည်းနည်းပါးပါစိတ်ထဲမှာတရိုးတရီနေဖြစ်တယ်စိတ်ကစားတယ်ကြီးစားထားတာမထားတာအပထားမောင်သားချိုးဆိုရင်10တန်းမှာစိတ်ကစားတာဟိုနေ့လောက်ရှိပြီအယောက်20ကျော်ပဲနည်းနည်းများတယ်နော်ညီမင်းညိုက30တဲ့မိုက်တယ်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုကျွန်တော်ဂုံတင်ပြောနေတာနော်မိမကိစ္စတော်တော်ရှင်းတဲ့ယောက်ျားပဲတက်ကတူကျောင်းသားဖြစ်သွားတယ်10တန်းမှာ2ဘာသာဂုံလူးနဲ့အောင်တယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့အောင်လက်မှတ်ကလေးကိုနတ်မောက်ကတွေ့ရင်ထင်ရမှာတန်ချောင်းလေးနဲ့ထိုးထားပါတယ်ခင်ဗျတူဒီနဲ့အောင်ပါတယ်နံပါတ်1ဂုံလူးရတဲ့ဘာသာကတော့ BURMESE Burmese ဘိုးလိုရေးထားတယ်နော်ဘိုးတို့က10တန်းအောင်လက်မှတ်နံပါတ်2ကပါလဲဂုံလူးရဘာသာ PALI ပါဠိအခုလို OS လို့မရေးဘူးခုခေတ်က Oriental Study မရေးပါဘူးခင်ဗျခုခေတ်တုန်းက PALI ပါဠိပဲ2ဘာသာဂုံလူးနဲ့အောင်ပြီးတက်ကတူကျောင်းရောက်လာတယ်ရန်ကုန်တက်ကတူဂန့်ကော်တော့အင်းရကန်ဇက်အတိတိလမ်းမကြီးနဲ့ကျွန်တော်အကြိုက်လုပ်ခဲ့တဲ့နေရာပဲအကြိုက်လုပ်ခဲ့တဲ့နေရာပဲဒီနေရာမှာဘယ်မိမနဲ့မှမကြိုက်ဘူးအင်္ဂလိပ်ခေတ်တစ်ခေတ်လုံးကျောင်းသားတမကကိစ္စတွေနဲ့အလုပ်ရှုံနေတာဘယ်လိုလုပ်ပြီးသားထားမလဲ